အားလုံးပဲမင်္ဂလာပါတခါတလေပြိုလဲခွင့်ရှိခဲ့မယ်ဆိုရင်ပြိုလဲခြင်းမိပါတယ်အစင်မပြေမှုတွေမွန်းကျက်မှုတွေနာကျင်မှုတွေထုတ်ပြဖို့တောင်အဖို့မရှိဘဝမှုပြိုလဲခွင့်ရရင်ပြိုလဲခြင်းမိတယ်တင်းထားတဲ့စိတ်တွေမိသားစုအတွက်ဆိုပြီးထမ်းထားရတဲ့တိတက်မှုတွေကြားမှာအားပေးမဲ့သူတော်မရှိတဲ့အခါပြိုလဲခွင့်ရရင်ပြိုလဲခြင်းမိပါတယ်ကိုယ့်ဘက်ကသာသူတို့အတွက်ဆိုပြီးပင်ပန်းကြီးစွာစူးစမ်းခဲ့သမျှတွေကအရာရောက်အရေးပါခြင်းခဲ့တာမျိုးမဟုတ်ခဲ့ပေမဲ့အတိမတ်ပြူတာလေးတောင်မခံရတဲ့အခါဝမ်းနည်းမှုတွေနဲ့အတူပြိုလဲခွင့်ရရင်ပြိုလဲခြင်းမိတယ်မိဘကိုလှုပ်ကြွေးတဲ့သူမိသားစုကိုပြန်ကြည့်ပြန်ထောက်ပံ့တဲ့သူတွေကဒုက္ခမရောက်ဘူးတဲ့ဒါပေမဲ့မိသားစုဝင်ကိုထမ်းနေရတဲ့သူတို့ရဲ့ဝမ်းနည်းမှုနာကျင်မှုပင်ပန်းမှုတွေကိုဘသူကများအရေးတယူစာနားလည်ကြလို့လဲသူတို့ရဲ့စိတ်ပင်ပန်းမှုတွေမွန်းကျက်မှုတွေအစင်မပြေမှုတွေကိုထုတ်ပြခွင့်သာရခဲ့ကြပြီးအရေးတယူစာနားလည်ကြမယ်ဆိုရင်အသက်တောင်ပေးကြမဲ့သူတွေပါပဲမိသားစုအတွက်တိုင်းတစ်ပါးမှာပဲဖြစ်ဖြစ်မိသားစုနဲ့အတူနေရတဲ့သူပဲဖြစ်ဖြစ်စိတ်ပင်ပန်းကြတဲ့သူတွေကြီးပဲမို့အရေးမပေးချင်ရင်တောင်မှအတိမတ်လေးတော့ပြုပေးကြပါဘယ်သူမှမပေးတဲ့တိတက်မှုဆိုတဲ့ဝင်နဲ့မိသားစုအပေါ်သူတို့ရဲ့စိတ်ရင်းစေတနာကိုစာနာနားလည်နှွေးထွေးပေးကြပါကျေးဇူးတင်ပါတယ်